tuition fees ကဘယ်လောက်ကျမှာလဲသူရဲ့ကျောင်းစရိတ်တွေဘယ်လောက်ကျမလဲဆိုတာသိချင်တယ်ကျောင်းသူကျောင်းသားတွေကျောင်းသားမိဘတွေအတွက်ဒီ Dusitani College မှာတက်မယ်ဆိုလို့ရှိရင်တော့သူက total 4 years တက်ရောက်ရမှာဖြစ်ပြီးတော့1 year မှာ semester နှစ်ဖြတ်ရှိပါတယ်ဆိုတော့သူက January လာမယ့်အနည်းဆုံး intake ဖြစ်တဲ့ January intake ရဲ့ပြီးတော့ August intake ရဲ့ရှိရပေါ့နော်ဆိုတော့ဒီ intake နှစ်ခုစီမှာ intake တစ်ဖြတ်ကိုဘယ်လောက်ကြာမလဲဆိုလို့ရှိရင်ဘတ်တစ်သိန်းအနေနဲ့ပတ်ချလဲကြာမှာဖြစ်ပါတယ်ဆိုတော့ total အနေနဲ့ဆိုလို့ရှိရင်တော့ကီရို4 years အတွင်းမှာကြာမယ်ကုန်ကျစရိတ်ကဒီ total အနေနဲ့ဆိုလို့ရှိရင်ဘတ်9သိန်း and then but 1 million နီးပါးတော့ကြာမှာဖြစ်ပါတယ် hold on ဒါပေမဲ့ဒီကျောင်းကနေပြီးတော့ခါကြတော့မှ ASEAN regions တွေပေါ့နော်အထူးသဖြင့်ကတော့မြန်မာတို့ Thailand တို့ဒါမျိုး ASEAN regions ကကျောင်းသူကျောင်းသားတွေအတွက်ကို special အနေနဲ့ 15% discounts ပေးနေတာဖြစ်ပါတယ်ဆိုတော့လာမယ့် January intake မှာကျောင်းလျှောက်မယ်ကျောင်းသူကျောင်းသားတွေအနေနဲ့ 15% discounts ကို total 4 years စာရမှာဖြစ်ပြီးတော့သူ့ရဲ့ကုန်ကျစရိတ်တွေကလည်းဒီထဲကနေပြီးတော့မှတက်တာပါမှာဖြစ်ပါတယ် and then ဒီကုန်ကျစရိတ်တွေကဒီလာမယ့်ပေါ့နော်ကျောင်းနေ classrooms တွေမှာလိုအပ်တဲ့ equipments တွေသုံးရမယ့်ဒီကိုယ့်ရဲ့ပစ္စည်းတွေကျောင်းရဲ့ classroom မှာလိုအပ်တဲ့တခြား labဖိုးတွေဒါတွေအကုန်လုံးပါပြီးသားပေါ့နော် and then field trips တွေအကုန်လုံးလည်းဒီ cost ထဲမှာပါပြီးသားဖြစ်ပါတယ်ဆိုတော့ဒီကျောင်းတက်နေရင်းနဲ့ကြတော့မှ field trip သွားရမှာမို့လို့ extra cost ကုန်တာမျိုးတခြားနိုင်ငံမှာ internship သွားလုပ်ရမှာမလို့နောက်ထပ် extra cost တွေထပ်ပြီးတော့ကျောင်းလာကနေနဲ့သွင်းရတာမျိုးတွေလုံးဝရှိမှာမဟုတ်ပါဘူးဆိုတော့ဒါတွေကအကုန်လုံးပါပြီးသားဖြစ်တယ်ပေါ့နော် cost အတွင်းမှာအဲ့အတွက်ကြောင့်မို့လို့အကုန်လုံးအနေနဲ့လည်းအသေးစိတ် cost နဲ့အသေးစိတ် payment plan တွေကို Kiro ရဲ့ Skyrise Corner Education မှာလာရောက်ပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်ဟုတ်ပြီဆိုတော့နောက်ဆုံးအနေနဲ့ကျောင်းလျှောက်ဖို့ဘာတွေလုပ်ပါလဲကျောင်းလျှောက်ဖို့ရအတွက်လိုအပ်တဲ့ requirements တွေကတော့ပုံမှန်အတိုင်းပဲပေါ့နော်ဒီ high school certificates ဒါမှမဟုတ်လို့ရှိရင် GED IGCSE or maybe you can have a တခြား equivalent ဖြစ်တဲ့ high school certificates တွေကိုပြလို့ရပါတယ်ဒါပေမဲ့ဒီနားမှာတစ်ချက်လိုအပ်တာကကြတော့ဒီ Dusitani College ကသူတို့အနေနဲ့ပေါ့နော် hospitality နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသင်ကြားပေးတဲ့အပြင် English လိုမျိုးအဓိက main အနေနဲ့ international students တွေကြားမှာပြောဆို communicate လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ important အဖြစ်ဆုံးကတော့ဒီမှာ test နှစ်ခုဖြေရမှာဖြစ်ပါတယ်အဲ့ဒါကတော့ first test is English test အနေနဲ့ကိုကအရင်တော့ IELTS ဖြေထားဘူးတယ်ဆိုလို့ရှိရင် IELTS 5.5 အနည်းဆုံးရမှာဖြစ်ပြီးတော့ဒီ TOEFL တို့ or maybe Duolingo တို့ဖြေထားတယ်ဆိုလို့ရှိရင်တော့ဒီ test ကိုဖြေကြမလို့ပါဘူးဒါပေမဲ့ mathematics test ကတော့ကျောင်းသူကျောင်းသားတိုင်းတော်တော်များများဖြေရမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့သူက SAT မရှိဘူးဆိုလို့ရှိရင် mathematics test ကိုမဖြစ်မနေဖြေရမှာဖြစ်ပါတယ်။ and နောက်ဆုံးကတော့ဒီသူတို့နဲ့ online interview လေးလုပ်ရုံပဲပေါ့နော်။ဆိုတော့ကိုက English test လည်းမရှိဘူး or maybe mathematics test မရှိဘူး။ဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ရမလဲဆိုရင်သူတို့ရဲ့ pathways programs လေးလည်းရှိပါတယ်။ဆိုတော့ pathways programs နဲ့အသေးစိတ်ဘယ်လိုမျိုး cost တွေတက်လို့ရတယ်ဒီ pathways ရဲ့ fees တွေဘယ်လောက်ကျမယ်ဆိုတော့ဒီ video ထဲမှာမပြောပြတော့ဘူးကေတို့ရဲ့ Skyrise Educations ကိုလာပြီးတော့ဆက်သွယ်ရင်းနဲ့မေးမြန်းရင်းနဲ့ consultations တွေယူလို့ရပါတယ်နော်ဆိုတော့ကေတို့တွေပေါ့နော်ဒီနေ့ Dusitani College ကိုလှည့်ပြီးတော့မှကြည့်ရတဲ့အလျောက်ကတော့တော်တော်များများသူတို့ရဲ့ program အတွက်ကို provide လုပ်ပေးထားတဲ့အကြောင်းရဲ့ facilities တွေပြီးတော့လို့ရှိရင်သူတို့ opportunities တွေပြီးတော့လို့ရှိရင်ကျောင်းသူကျောင်းသားရဲ့ကိုယ်တိုင်ကလည်းလုံးဝတက်ရရနဲ့လုံးဝ smart ဖြစ်ကြတယ်ပေါ့နော် hospitality industry ကလို့ပြောရလောက်အောင်ဆိုတော့ကေတို့ရဲ့ဒီ video လေးကိုကြည့်ပြီးတော့မှအကုန်လုံး hospitality management program ကိုစိတ်ဝင်စားရတယ် culinary arts program ကိုစိတ်ဝင်စားရတယ် Switzerland မှာလည်းကျောင်းတက်ချင်တယ် and then တခြားဒီ worldwide ပေါ့နော်တခြားနိုင်ငံတကာ universities တွေမှာလည်းကိုယ့်ရဲ့ studies တွေကိုပို့ပြီးတော့မှကောင်းမွန်အောင်ထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ Dusitani ကိုရေးဖို့ရအတွက် suggest လုပ်ချင်ပါတယ်ပြီးတော့details ပေါ့နော်အသေးစိတ် information တွေကိုတော့ကေတို့ရဲ့ Skyrise Corner Educations မှာလာရောက်ဆက်သွယ်မေးမြန်းလို့ရပြီးတော့ scholarship အတွက်လည်းကေတို့ရှောက်ပေးနေရမို့လို့လုံးဝနောက်မကြဘဲနဲ့အနည်းဆုံး January intake ကိုအခုပဲလာပြီးတော့မှရှောက်လိုက်ပါ Okay so see you guys in the next video and bye bye for now